ဒီနေ့ဆရာဝန်ကချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ငယ်ငယ်ကလေးက Sunday School ဘဝမှာကြားခဲ့တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရှမာကုခရစ်ဝင်ကျမ်းခန်းကြီး30အငယ်46ကနေ52နော်ရှမာကုခရစ်ဝင်ကျမ်းခန်းကြီး30အငယ်46ကနေ52ဒီအဖြစ်ပြက်ပဲနော်ဒီအဖြစ်ပြက်ပဲဒါကိုဒီမှာရေးထားတယ်လဲဆိုတော့ရှင်လုကာခန်းကြီး18အငယ်35ကနေ40မှ43အဖြစ်ပြက်ကတူပဲနော်မာကုထဲမှာလည်းရှိတယ်လုကာထဲမှာလည်းရှိတယ်ဒါပေမဲ့ဒီနေ့ဆရာရှမာကုခရစ်ဝင်ကျမ်းတဲ့ပဲဆရာဝေငှသွားမှာဖြစ်တယ်အကြောင်းအရာတူပဲနော်ရေးထားတာလည်းအတူပါပဲကျမ်းစာရှိနော်ဖတ်ရအောင်နော်46ကနေစဖတ်မယ်နော်ဂျေရခေါမြို့တို့ရောက်ကြလင်တပည့်တော်မဆ၍များစွာသောလူအပေါင်းတို့နှင့်တကွထိုမြို့မှထွက်ကြွတော်မူစဉ်တွင်တိမေဣတာဘာတိမေအမည်ရှိသောလူကန်းသည်လမ်းနားမှထိုင်၍တောင်းစားလေ၏နာဇရက်မြို့သားယေရှုရှိကြောင်းကိုကြားရလင်ဒါဝိဒ်သားတော်ယေရှုအကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုဟစ်ကြော်လေ၏ထိုသူတို့ထိုလူကိုတိတ်ဆိတ်စွာနေစေခြင်းကလူများတို့သည်ငေါက်၍ဆိုကြတော်လဲဒါဝိဒ်သားတော်အကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုတာ၍ဟစ်ကြော်လေတော်ယေရှုသည်ရက်တော်မူလျက်ထိုသူကိုခေါ်ခဲ့ဟုအမိန့်တော်ရှိ၏သူတော်ဘာတို့သည်လူကန်းကိုခေါ်၍မစိုးရိမ်နှင့်ထလော့တင့်ကိုခေါ်တော်မူသည်ဟုဆိုကြ၏ထိုသူသည်မိမိအဝတ်ကိုခြုံပြီးလင်ထား၍ယေရှုထံတော်သို့တွား၏ယေရှုကလည်းတင်၌အဘယ်သို့ပြုစေလိုသနည်းဟုမေးတော်မူလင်အရှင်ဘုရားအကျွန်ုပ်မျက်စိမြင်စေခြင်းကပြုတော်မူပါဟုလူကန်းလျှောက်လေတော့ယေရှုကတွားလော့တင်၏ယုံကြည်ခြင်းသည်တင့်ကိုကယ်မပြီဟုမိန့်တော်မူ၏ထိုခဏချင်းတွင်ထိုသူသည်မျက်စိမြင်၍လမ်း၌နောက်တော်သို့လိုက်လေ၏ဖတ်ကြရ၏နှုတ်ကပတ်တော်အဖြစ်ရောက်စီတိုင်းအတွက်အတိတ်တပံဖျက်ရှင်ကောင်းကြီးချပေးပါစေဒီဖြစ်ပျက်လေးကအလုံးသိတယ်နော်ဂျေရခေါမြို့တိမဲရဲ့သားဘာတိမဲမျက်စိကန်းတဲ့လူဆိုမှအကြောင်းအရာတွေအလုံးကစုံစုံလင်လင်ရေးထားတယ်ဒါကြောင့်ယနေ့အဖြစ်ပျက်ကတော့ပုံပြင်မဟုတ်ဘူးဒါနာတွေမဟုတ်ဘူးနော်တခါတလေကျွန်တော်ငယ်တော့ပုံမြင်နေကြားဘူးတယ်လေရှေးတယောခါဗာရာဏတိပြည်ဝဲဘယင်ကြီးတစ်ပါးရှိတယ်တမီးတော်လေးလှလှလေးရှိအဲ့ဒါမျိုးတွေပုံမြင်မဟုတ်ပါဘူးနော်အဖြစ်ပြက်ကောင်းကောင်းရေးထားတယ်ဂျေရခေါမြို့ဆိုတာလေလက်ရှိအခုချိန်မှာလည်းရှိပါတယ်နော်တိမဲရဲ့တာဘာတိမဲလို့ရေးတယ်အဲ့ဒါဘာကြောင့်လို့ရေးတယ်လဲဆိုတော့အဖေနာမင်ကိုအစွဲပြုပြီးမှဘာလဲဆိုတော့နာမင်နဲ့အတူရာတွေအများကြီးရှိတယ်နာမင်တူရာတွေအများကြီးရှိတော့ကြောင့်ရှေ့ခက်တုန်းကလူတယောက်ကိုပြောတဲ့အခါမှာအဖေနာမည်နဲ့တွဲပြီးမှပြောလေပြောတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ပို၍တိကျချင်တာတိကျကျနဲ့เนาะကျွန်တော်တမိုင်းတွေကိုကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်ဘဒုရဲ့သားဘဒုဘေမြို့ကဆိုမှအဲ့လို၃ခုရေးတယ်ဘဒုရဲ့သားဘဒုအပြည့်သူရဲ့နေထိုင်တဲ့မြို့အဲ့ဒီ၃ခုရေးတဲ့အခါမှာအဲ့ဒီလူကအစစ်မှန်တကယ်ရှိတယ်ဆိုတော့ကျွန်တော်ဗာလဲလက်ခံတာဖြစ်တယ်เนาะလူတယောက်ရှိတယ်သူနာမည်လေးဥပဖြစ်တယ်ဆိုအဲ့လိုမျိုးတော့မရဘူးเนาะအဲကြောင့်ကျွန်တော်သတင်းစကားတစ်ခုခုကြားတဲ့အခါမှာသိကြဖို့အရေးကြီးတယ်เนาะမသိမကြတဲ့သတင်းစကားတွေကိုရှောက်ပြီးမှလည်းမဖြတ်မှန်းနဲ့เนาะကဲထားပါတော့ဂျေရခေါမြို့ရဲ့เนาะဒီမှာတိမဲရဲ့ဒါဘာတိမဲမျက်စိကန်းနေတဲ့ဒါသူ့ရဲ့အခြေအနေပြောပြတာမျက်စိကန်းနေဆိုတော့သူ့ရဲ့ဘဝမှာဘာမှเนาะမျောလင်းချက်လည်းမရှိဘူးသူလုတ်ကင်စားတောက်နိုင်တာကတော့အထုတပြင်းပါပဲတောင်းစားတဲ့လုပ်ငန်းပဲလုပ်ကင်တယ်เนาะတောင်းစားတဲ့လုပ်ငန်းလုပ်ကင်တယ်ဆိုတော့ဒီနေ့ဒီတိမဲရဲ့ဒါဘာတိမဲရဲ့အတ္တအားဖြင့်เนาะခရစ်တော်ထံတို့သူဘလို့ရောက်ပြီးမှသူ့ရဲ့မျက်စိကန်းတဲ့အရာဘလို့ပေးပြောက်သွားတယ်လဲဆိုတော့ကျွန်တော်တို့ဒီအကြောင်းအရာလေးလွယ်လွယ်လေးပါရှင်းရှင်းလေးပါအဲ့ဒါလေးကိုကြည့်ပြီးမှအနည်းငယ်ခွန်အားယူဖို့ဆရာဝန်ကအားပေးချင်တယ်เนาะဆိုတော့တိမဲရဲ့တာပါတိမဲကအမြဲတမ်းเนาะဂျေရခေါမျိုးကတော့တည့်ရဲ့အတိုင်းပေါ့ဂျေရခေါမျိုးဒါတော့ဆရာဘဟုတုတပြောပြတာပေါ့เนาะဂျေရခေါကနှစ်ခုရှိရလေနှစ်ခုရှိရဘာလို့ရှိရလဲယောရှိဥဆောင်ပြီးမှဂျေရခေါကြီးကိုတိမ်ပိုက်လိုက်တော့ဂျေရခေါကြီးပြတ်သွားတယ်ဒါ
ဒါပေမဲ့အဲ့ဒီဂျေရခေါကြနောက်တစ်ခါပြန်ပြီးမှထွတ်ပါတယ်နော်ပြန်ထောင်နေအဲ့ဒီဂျေရခေါဖြစ်တယ်ဒါကျွန်တော်ဂျေရုဆလင်နဲ့မဝေးပါဘူးနော်ကျွန်တော်နိုင်ငံအထင်ကြီးမြို့ဖြစ်တယ်ထင်ကြီးနော်ဒီနေရာပြင်ပြောဆိုစီးပွားရေးမြို့ဖြစ်တယ်စီးပွားရေးမြို့ဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲအဲ့နေရာမှာယေရှုခရစ်တော်လက်ထက်တုန်းကလည်းသွာလာလှုပ်ရှားတဲ့နေရာဖြစ်တယ်ယေရှုခရစ်တော်ကအထူးသဖြင့်ဘယ်နေရာလှုပ်ရှားတယ်လဲဂျေရုဆလင်ယူရာပြည်အဲ့ဒါပြီးတော့ဗေလေရှာမာရိပြည်အဲ့ဒါပြီးတော့ဗာလဲဂါလိလဲပြည်အဲ့ဒီတစ်လျှောက်နော်ဂျေရုဆလင်ကနေဂါလိလဲပြည်ကိုလမ်းသွားတဲ့တစ်လျှောက်နော်ဂျေရခေါမြို့အလုပ်တည်တယ်နော်ဘယ်သူတွေလဲနာမည်ကြီးပုဂ္ဂိုလ်တွေနာမည်ကြီးပုဂ္ဂိုလ်တွေစာမှာအခွန်ခံကျွန်တော်တို့ဒီလဲတွေ့ရတယ်နော်ကဲထားပါတော့ဆိုတော့ဒီလူကန်းကမျက်စိကန်းတဲ့လူကနော်မျက်စိကန်းတဲ့လူကကျွန်တော်အလုံးသိပါတယ်မျက်စိကန်းတဲ့လူတွေကဘုဒ္ဓပြောပြမယ်မျက်စိကန်းတဲ့လူနဲ့နားပင်းတဲ့လူနဲ့နှစ်ယောက်နှိုင်းရှင်ကြည့်ရင်မျက်စိကန်းတဲ့လူကပို့ပြီးမှညံရည်ထက်မြက်တယ်နော်တချို့ကမျက်စိမြင်ပြီးမှနားပင်းတဲ့လူကပူတယ်ပူတယ်ဒါပေမဲ့မျက်စိမမြင်ပေမဲ့နားကောင်းတဲ့လူကပို့ထက်တယ်ဒါကျွန်တော်ရဲ့လေ့လာသုံးသပ်ချက်မယုံကြည်တခါတလေမျက်စိမြင်တာကြိုက်လားနားမျက်စိကန်းတာကြိုက်လားနားပင်းတာကြိုက်လားဘာကိုရွေးပလဲဆိုရင်လူတိုင်းကတော့မျက်စိမြင်တာပဲရွေးမှာပေါ့နော်ရွေးစရာလည်းကောင်းတယ်လေမျက်စိမြင်မှဒါပေမဲ့ပို့ပြီးမှညံရည်ထက်တဲ့လူကဘာလို့ထက်တယ်လဲဆိုတော့မျက်စိမမြင်ပေမဲ့နားကောင်းတဲ့လူကထက်တယ်မျက်စိမြင်လဲနားမကောင်းတဲ့နားပင်းတဲ့လူကလူအားကြီးပဲအားတယ်ဒါသူ့ရဲ့ကျွန်တော်ရဲ့လူရဲ့ကိုယ်ခန္ဓာရဲ့တိဆောက်ပုံဖြစ်တယ်ဆိုတော့ဒီမှာလဲတိမဲရဲ့ဒါဘာတိမဲကကျွန်တော်ဖတ်ကြည့်ပါနော်ရှင်လုကာခန်းကြီး18မှာဖတ်ကြည့်နည်းနည်းလေးတော့အကြောင်းအရာနှစ်ခုဖတ်ရင်ပို့ဆုံးတယ်လူတွေရဲ့အတန်ကိုကြားတယ်တဲ့လူတွေရဲ့အတန်ကိုကြားတယ်နော်အကြောင်းမို့ तू ကမျက်စိတော့မမြင်ပေမဲ့ तू အတန်ကြားတယ်ဘာအတန်ကြားတယ်လဲခါတိုင်းနဲ့မတူပဲနဲ့ပြီးခဲ့တဲ့နေ့ရက်ကာလတွေနဲ့မတူဘဲနဲ့လူတွေရဲ့အတန်ပေါင်းများစွာကိုကြားတဲ့အခါမှာအဲ့ဒီနေ့ကထူးဆန်းတယ်ထူးခြားတယ်သူသိတယ်သူဒီဆရာပြောပြီးပြီလေဒါတာမန်နေ့မဟုတ်ဘူးအော်ခါတိုင်းဆိုရင်တော့ဒီလောက်လဲဆူညံတဲ့အတန်လည်းမရှိဘူးလူအုပ်ကြီးတန်လည်းမရှိဘူးဒီနေ့တော့ထူးခြားလိုက်တာဆိုမှဘာဖြစ်လဲရှင်လုကာ18မှာလူတွေကိုမေးတယ်တဲ့ဘာဖြစ်တာလဲဒီနေ့ဘာဖြစ်တာလဲဒီနေ့ခါတိုင်းနေ့နဲ့မတူဘူးဘယ်လိုဖြစ်နေတာလဲလို့ပြောတဲ့အခါမှာနာဇရက်မြို့သားယေရှုလာတယ်တဲ့ဟာလေလုယာဟာလေလုယာယနေ့နမတ်ကျွန်တော်တို့နားလေစီချင်တာကယနေ့ကျွန်တော်တို့အတ္တတာမှာလေအဲ့ဒီတောင်မျက်စိမမြင်တဲ့ဗာတိမဲရဲ့ဒါဗာတိမဲဒီသူဒီထိုင်ပြီးမှတောင်းစားတာဘလို့တောင်းစားတယ်လဲဝတ်လုံကြီးကိုဝတ်တာကျွန်တော်ရဲ့ထုံးစံရနော်မျက်စိမမြင်တဲ့လူတို့ကိုခန္ဓာမှာနူနာဆွဲတဲ့လူတို့ဆိုရင်ဝတ်လုံကြီးကိုဝတ်ပြီးမှတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့နည်းနည်းအပယ်ခံပေါ့ဒါပေမဲ့အဲ့ဒီဒီမဲရဲ့ဒါဗာတိမဲကဘာဖြစ်တယ်လဲဆိုတော့သူကဆရာနမတ်ပြောချင်တာကကျွန်တော်တို့လေတခါတလေကြရင်လေအခွင့်အလန်းလို့ခေါ်မလားအခွင့်အရေးလို့ခေါ်မလားခက်စင်စင်ပေါ့နော်အင်္ဂလိပ်လိုပြောဆို opportunity လား privilege လား opportunity လို့ပဲပြောမယ်အခွင့်အလန်းပေါ့အဲ့ဒီမျက်စိကန်းတဲ့လူကလေသူထိုင်ပြီးမှသူ့ဘဝမှာတောင်းစားဖို့ပဲလူတွေများတယ်ဆိုတော့သူကပါလေတောင်းစားရင်အများကြီးရမယ်ဒါကိုသူမမျှော်လင့်ဘူးဘာဖြစ်တာလဲလို့မေးတဲ့ခါမှာကျွန်တော်တို့ကလေတခါတလေကြရင်လေမျက်စိကန်းတဲ့လူကသူ့ရဲ့အားနည်းချက်ကိုမကြည့်ဘဲနဲ့နံပါတ်1သူဘာလုပ်နိုင်တယ်လဲဟာလေလုယာဟာလေလုယာသူဘာလုပ်နိုင်တယ်လဲနားနဲ့ကြားနိုင်တယ်ဒါကြောင့်ဘာလဲဘာဖြစ်တယ်လဲသူမေးတယ်ယနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာနံပါတ်1ခရိယန်ရဲ့အတ္တတာမှာကျွန်တော်ယုံကြည်သူတွေရဲ့အတ္တတာမှာကျွန်တော်တို့ကလေကျွန်တော်ရဲ့အားနည်းချက်ကိုမကြည့်ပဲနဲ့အားနည်းချက်ကလူတိုင်းမှာရှိတယ်
အနေချက်ရှိနော်အနေချက်မရှိလူလောကမှာတယောက်မှမရှိဘူးဘာလို့လဲဖယားသခင်ကလူတိုင်းကိုပြည့်စုံအောင်မထားဘူးပြည့်စုံတဲ့လူတယောက်မှမရှိဘူးအဲတို့ဟိုနာမည်ကြီးတဲ့ model ပဲဖြစ်ဖြစ်နာမည်ကြီးနေတဲ့ကဘာကျော်တွေပဲဖြစ်ဖြစ်အကုန်ပြည့်စုံပြီလို့မထင်နဲ့နော်နော်ကျွန်တော်တို့အားလုံးကြားဖို့လေဒီခု nuclear တွေဘာတွေတီထွန်းတဲ့ Einstein ဆိုတအားတော်တာလေညာပညာတအားတော်တာဒါပေမဲ့ तू ကဘာဖြစ်လဲဘစကားပေါ်တက်တော့ဘာဖြစ်လဲမဆန်ပြီးတော့အကျွေဘလောက်ပြန်အားရမဆို तू နားမလဲဘူးတဲ့အဲ့ဒီတင်ချာလေးတောင်မှလေဒါပေမဲ့ကဘာကျော်တဘောပြောပြတာဆရာပြောချင်တဲ့တဘောအားနေချက်ရှိတယ်ဒါကြောင့်အဲ့ဒီမျက်စိကန်းတဲ့လူက तू ကမျက်စိမမြင်တော့ချောက်သူ့ရဲ့အာတာချက်ဒီပါလဲကြားတာပဲအတန်ကြားတာအာတာချက်ကျွန်တော်မှလည်းဘာအားနေတယ်လဲဟာဖျားတကယ်ကျွန်တော်မှဒါမရှိဘူးဒါမပြည့်စုံဘူးလူများလို့ရုပ်ကလည်းမချောဘူးလူများလို့အရက်လည်းမမြင်ဘူးမကြည့်ပါနဲ့နော်အာတာချက်ခင်ဗျားမှဘာရှိတယ်လဲတခါတလေကျွန်တော်ရဲ့တက်တာမှလေကျွန်တော်တို့ကအားနဲ့ချက်ကိုပဲချိပြီးမှဘာလို့တလဲဘာမှမလုပ်ချင်တော့ဘူးစိတ်တက်ကြတယ်စိတ်ပြက်တယ်တခါတည်းကျကျွန်တော်တို့ဒီလိုပဲချော်လဲရောထိုင်ပြီးမှဒီလိုပဲမျောပြီးမှဘဝကြီးမှာအဲ့လိုသွားတတ်တယ်အလုံးသိပါတယ်လောကမှာအောင်မြင်တဲ့လူတွေအကုန်လုံးအောင်မြင်တဲ့လူတွေရဲ့ကိုယ်ရေးအထုပ်ပတ္တိတွေလေ့လာတဲ့အခါမှာသူတို့မှအားနည်းချက်တွေကနေတွက်လာတာအဲကြောင့်ဒီမျက်စိကန်းတဲ့လူကလည်းဘာလဲဘာတူလဲဘာတန်နေလဲလို့ तू ကပြောတဲ့ခါမှာနာဇရက်မြို့သားယေရှုလာတယ်ဟာလေလုယာအဲ့ဒါဘာလဲဆိုသူ့အတွက်အခွင့်အလမ်းပဲအခွင့်အရေးပဲအခွင့်အရေးဒါကြောင့်ယနေ့ကျွန်တော်အသက်တာမှာလဲလေကျွန်တော်အားနဲ့ချက်ကိုချီးပြီးမှထိုင်နေတဲ့လူအခွင့်အရေးလားအခွင့်အလမ်းတွေလာလည်းပဲဘာမှမဖြစ်လာဘူးဆရာပြောပြမယ်လူတိုင်းပေါ်မှာဖျားတခင်လေတူညီတဲ့အခွင့်အရေးပေးထားတယ်ဟာလေလုယာဟာလေလုယာယောက်ျားရတာမရတာခမည်းပေါ်မှာမူတည်တယ်ဖျားတခင်ကျွန်တော်လေလာမမချင်းကတ်တယ်လို့မပြောနဲ့ချင်းကတ်တဲ့လူရှိမှာပဲခမည်းအခွင့်အရေးကိုမတုံးတတ်လို့လည်းဖြစ်နိုင်တယ်ဟုတ်တယ်လေနော်တချို့အပြူလူပြိုကြီးတွေလည်းပဲအဲ့တိုင်းပဲလေငါလေတဘောပြပြဆရာပြောချင်ကျွန်တော်ဘဝမှာလေအခွင့်အလန်းဆိုတာပေါ်ကိုပေါ်လာတယ်ဖျားပေးကိုပေးတယ်ဟာလေလုယာဆရာတက်တဲ့ခံတတ်ပါတယ်ဆရာပြောတတ်ပါတယ်ဆရာပမာပြီးမှကျန်းစာကျောင်းမှနေတယ်ကျန်းစာကျောင်းဆိုတော့တည့်အတိုင်းပတ်စံမရှိဘူးလေအတင်းတော်ဆိုတော့ငွေရှိသေးလေနော်ကျန်းစာကျောင်းဆိုတာကျောင်းသားတွေလာတဲ့ခါမှာသူတို့ရဲ့ကျောင်းလာခစားစိတ်တော့မပေးနိုင်ဘူးနော်အဲ့လိုကျောင်းမှာဆရာဥဆောင်တာနှစ်ပေါင်း20ကျော်ဥဆောင်တာဆိုတော့ဥဆောင်တဲ့ခါမှာဘာပတ်စံမှမရှိဘူးလေမရှိဘူးဆိုတော့မလွယ်ဘူးနော်ကျောင်းနေအဆောက်အဦတွေစောက်ချင်တယ် library စောက်တွေလုပ်ချင်တယ်ဘာတွေဖြစ်ချင်တယ်ဒီလိုပဲ music တွေဝယ်ချင်တယ်ဆရာ music instrument တွေနော်လူငယ်တွေဖျားရှိကိုတဲ့ခါမှာအကုန်လုံးပေါ်ဗမာပြည်မှာဆိုတခုလေးဝယ်ဖို့တောင်မလွယ်ဘူးလေနော်မလွယ်ဘူးလေဘယ်သူမှလည်းတင်းတော်တွေကလည်းရော့ဆိုမှပိုးတာလည်းမရှိပါဘူးစုပဲတောင်းရတာအဲ့လိုစုတောင်းတဲ့ခါမှာဘာဖြစ်လာလဲကျေးဇူးတော်ပဲဆရာဝါကြွားတာမဟုတ်ဘူးဆရာတို့မြို့မှာလာသမျှနိုင်ငံခြားသားမှန်သမျှအားလုံးကဆရာစီရောက်တယ်ဆရာနဲ့ထိတွေ့တယ်ဆရာဘာသာပြန်ပေးတယ်လေဆရာတို့တရားဟောရင်ဘာသာပြန်လေးပြန်ထားရှိတော့ဆရာအားလုံးဒီပါသိတယ်ဆရာကျေးဇူးတော်ကြောင့်နော်ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း3-40ခရီးနော်ဆရာဘာသာပြန်ပေးတယ်ကိုရီးယားပဲလာဩစတြေးလျလာနယူးဇီလန်ပဲလာအင်္ဂလန်ကပဲလာ USA ပဲလာဆိုတော့မျိုးလာတဲ့ခါမှာလာရဲဆိုတဲ့ခါမှာဆရာပြောချင်တာလေသူတို့လာတိုင်းရော့ပိုက်ဆံတော့မပေးပါဘူးနော်ဘယ်သူမှခင်ဗျားတို့မထင်တဲ့အားလုံးဆရာယုံကြည်တယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံသားပဲအလှူဒန်းရဲ့ရောတာသူတို့နိုင်ငံခြားသားကပိုက်ဆံအပူမပါဘူးသူတို့ပါတာကသွားပြန်လိမ့်မှန်လက်မှတ်ထောက်တယ်မှာတဲမဲ့နော်တက်ခုခံခဒါလောက်ပဲပါတာဘယ်သူမှအပူမပါဘူးအဲ့လိုသွားလာတဲ့ခါမှာသူတို့ကမေးတယ်ဆိုတာတချို့လည်းထင်နေတဲ့လူလည်းရှိနော်ကျွန်တော်မြန်မာနိုင်ငံသားတွေဆိုတော့တည်မလားလာသမျှကိုတောင်းစားတဲ့ဟာပဲလူလည်းထင်တဲ့နိုင်ငံခြားသားတွေလည်းရှိတယ်အမျိုးကြုံရတယ်ဒါပေမဲ့ဆရာမပြောပါဘူးဒါပေမဲ့ဆရာအခွင့်အလမ်းကိုပြောပြတနေ့ကျတော့အဲ့ဆရာကြီးတပါဆရာကြီးက
ကိုရီးယားဆရာကြီးဆိုမဲ့ကိုရီးယားနိုင်ငံမို့အမေရိကနိုင်ငံကိုရီးယားဒါတော့အင်္ဂလိပ်စကားကောင်းတာပေါ့အမေရိကကိုရီးယားဆိုတော့သူကတော့ဒီနန်းနေပေးတယ်ရန်ကုန်မှာလည်းပေးတယ်ကလေးမျိုးမှာလည်းပေးတယ်ဆရာဘာသာပြန်ပေးဆရာခေနဲ့ဆရာနဲ့မိတ်ဆွေဖြစ်တယ်သူရဲ့နော်ဟိုပြောတာနဲ့ဆရာပြောတာနဲ့ကတထက်သေးဖြစ်တော့တော်တော်လေးရင်းနေတာပေါ့ဆရာစီမလာတယ်ဆရာအကြောင်းကိုလာဆရာအိမ်နဲ့ဟာဘာလုပ်ချင်လဲဆိုမအုံမရှိတယ်အုံဒီတောက်အုံကြီးတောက်ချင်ခုပေးအုံကြီးအဲ့ဒါမျိုးပေါ့နော်ရင်းနေတယ်အဲ့ဒါသူကမေးတယ်ဘာမေးလဲဆိုတော့ဘာမင်းမဘာရွယ်ချက်ဘာစီမံကိန်းရှိတယ်လေလို့မေးတဲ့ခါမှာကျွန်တော်ချစ်ချင်းပြေးနိုင်တယ်ကျွန်တော်လို့လူတရားကျောင်းသားတရားပေါ့နော်ကျောင်းသားတရားဖျားရှိခိုးနိုင်တဲ့ chapel လို့ခေါ်တယ်ပေါ့နော်ကျွန်တော်ကျမ်းစာကျောင်းတွေမှာဖျားရှိခိုးတဲ့အခန်းကို chapel လို့ခေါ်တယ်chapel တစ်ခုစောက်ချင်တယ်လူတရားနော်လူတရားစတဲ့ chapel တစ်ခုကျွန်တော်စောက်ချင်ပါတယ်လို့ပြောတာဆရာကတင်ပြတာမဟုတ်ဘူးနော်ဆရာတင်ပြတာမဟုတ်ဘူးနော်အိုဂျေစုပြီးမှကျွန်တော်ဒီလိုရည်ရွယ်ချက်ရှိပါတယ်ယူပါယုံရှိပါတယ်ဒီလောက်ရှိပါတယ်ကုန်ကြစရာဒီလောက်ရှိပါတယ်ဆိုမှဆရာလို့တင်ပြတာမဟုတ်ပါဘူးသူကမေးတာလေကျွန်တော်တို့ကလည်းရင်းနှီးတော့အိမ်မှာလည်းသမင်းကျွေးတယ်စားတယ်ရင်းနှီးတာပေါ့ရင်းနှီးတော့ဘာယူပါယုံရှိတယ်လေတဲ့လူတရားစတဲ့ချက်ပေါ်ဆရာစောက်ချင်တယ်လို့ဒါပဲပြောတာပြောပြီးတော့ခါသူမကြောက်စဉ်းစားပြီးမစိုးရိမ်နဲ့ငါဆောက်ပေးမယ်တဲ့ဟာလေလုယာကျွန်တော်အတင်ပြတာမဟုတ်သူကမေးတာအဲ့ဒါဘာခေါ်လဲအခွင့်အလန်းလို့ခေါ်တယ်ကိုကပြောပြီးမှကျွန်တော်ကူညီပါအဲ့လိုပြောတာမဟုတ်ဘူးနော်အခွင့်အလန်းရောက်လာတဲ့ခါမှာကျွန်တော်ဘာလို့မလဲဆိုမှအဲ့လိုကျွန်တော်စကားနဲ့ပြောရင်တော့အစင်မပြေဘူးလေကျွန်တော်မှာဘာရှိတယ်လဲအစင်တင့်ရှိတယ်ဘာကျွန်တော်ပြောစရာရှိတယ်ဆရာပြောစရာရှိတယ်ဘာပြောစရာရှိလဲကျွန်တော်ကျောင်းသားတရားဖျားရှိခိုးတဲ့ chapel ကျွန်တော်စောက်ချင်ပါတယ်လို့ကျွန်တော်တိတိကျကျပြောတဲ့ခါမှာသူကစဉ်းစားပြီးမှငါလုပ်မယ်ငါစောက်ပေးမယ်ဆရာပြောချင်တယ်တော့အခွင့်အလန်းဆိုတာလေအချိန်တိုင်းတော့ပေါ်လာတာမဟုတ်ဘူးလာသမျှဧည့်သည်ကလာပေးတာတော့မဟုတ်ဘူးနော်လာသမျှဧည့်သည်တွေကတယောက်တော်သူကသူ့နှလုံးသားထဲမှာဖျားတုတ်ထိတဲ့ခါမှာအခွင့်အလန်းပေါ်လာတဲ့ခါမှာအဲ့ဒီအခွင့်အလန်းကကျွန်တော်အတွက်ကြိုတင်ပြီးမှဆရာဘက်ကရှိထားပြီးသားဖြစ်တော့ကြောင့်တစ်ထပ်သေးဖြစ်တဲ့ခါမှာအဆင်ပြေသွားတယ်ဟာလေလုယာအကြောင်းဆရာပြောချင်တာဒီမှာလည်းပဲတိမဲရဲ့သားဘာတိမဲကဘာဖြစ်တယ်လဲသူမျက်စိကားနေတဲ့ကြောင့်ဘဒူလာတယ်လေယေရှုနာဇရက်မြို့သားယေရှုနော်ယူမဟုတ်ဘူးနော်ယေရှုကိုနာဇရက်မြို့သားယေရှုလို့ခေါ်တယ်ဘာလို့လဲနာဇရက်မြို့မှာချီးပြည့်တဲ့အတွက်ကြောင့်မို့ယေရှုလာတယ်လို့ပြောကမှာသူချစ်ချင်းတဘောပေါက်တယ်ဟာလေလုယာသူမျက်စိတော့မမြင်ပေမဲ့သူဘေးမှလည်းမသွားပါဘူးဒါပေမဲ့နာဇရက်မြို့သားယေရှုလာတာကိုကြားတဲ့အခါချစ်ချင်းတဘောပေါက်တယ်သူဘာလို့ရမလဲဒါဝိဒ်ရဲ့သားတော်ယေရှုအကျွန်ုပ်ကိုကယ်ပါဆိုချစ်ချင်းអော်လိုက်တယ်ဟာလေလုယာသူကြားတာပါလေနာဇရက်မြို့သားယေရှုလာတယ်လို့ကြားတယ်ဒါပေမဲ့သူကဘာပြောလိုက်တယ်လဲဒါဝိဒ်ရဲ့သားတော်ယေရှုအကျွန်ုပ်ကိုကယ်ပါဆိုမှအဲ့ဒီမျက်စိကန်းတဲ့ဗာတိမဲအဲ့လိုអော်တာနော်မထူးဆန်းဘူးလားနာဇရက်မြို့သားယေရှုမှတ်ပါတယ်သူអော်တာအဲ့လိုမဟုတ်ဘူးဒါဝိဒ်ရဲ့သားတော်ယေရှုအကျွန်ုပ်ကိုကယ်မတနာတော်မူပါဟာလေလုယာဒါဝိဒ်ရဲ့သားတော်ယေရှုအကျွန်ုပ်ကိုလေနည်းနည်းပငွေကြီးမဆပေးပါမတောင်းပါဘူးသူ့ရဲ့အလုပ်ကတောင်းစားတဲ့အလုပ်ချစ်တော်ညီကိုသူငွေကြီးမတောင်းပါဘူးသူတောင်းတော့အရာဒီဘာကိုတောင်းတယ်လဲယနေ့ယာယီခိတ္တခဏသုံးနိုင်တဲ့အရာကိုမတောင်းပါဘူးအစင်မြဲသူမျက်စိမြင်သွားရင်တောင်းစားဖို့လိုမလားမလိုတော့ပါဘူးမျက်စိမြင်သွားရင်တောင်းစားစရာမလိုဘဲနဲ့သူ့ဘဝတစ်လျှောက်လုံးကသူ့ကိုယ်သူယက်တည်ပြီးမှအသက်ရှင်သွားနိုင်တယ်ဟာလေလုယာယနေ့ကျွန်တော်အသက်တာမှာလေတစ်ခါတလေသတင်းကခဏလေးအတွက်မစင်စားပါနဲ့ခဏလေးရဖို့အတွက်လည်းမစင်စားနဲ့ခဏလေးအစဉ်ပြေဖို့အတွက်လည်းမစင်စားနဲ့နော်ဒီ
တောင်မျက်စိကန်းတဲ့လူကဒါဝိရဲ့သားတော်ယေရှုလို့အော်တာကအင်မတန်လေးနဲ့တနော်တကယ်တော့ယေရှုကဘာလို့လဲမာရိနဲ့ယောသပ်ရဲ့သားပါမှတ်ပါတယ်နာဇရက်မြို့သားယူဒအမျိုးတွေကဒါမဲ့ဒီတောင်မျက်စိကန်းတဲ့လူကဒါဝိရဲ့သားတော်ယေရှုဆိုတာသူ့ရဲ့ကြားတဲ့သူ့ရဲ့ knowledge ထဲမှာဘလောက်များနေပြီလဲယေရှုကိုဘယ်လိုသိတယ်လဲအရေးကြီးတယ်နော်သူလကားလျှောက်អော်တာမဟုတ်ဘူးနော်ယေရှုအဲ့လိုပဲလျှောက်អော်တာမဟုတ်ဘူးနော်ဒါဝိရဲ့သားတော်ဖတ်ကြည့်ပါရှင်လုကာထဲမှာလဲဒါဝိရဲ့သားတော်ယေရှုလို့អော်တာပဲအကြောင်းတခါတလေကျွန်တော်အရေးကြီးတယ်နော်ဖျားတခင်ကိုလေကျွန်တော်ဘလောက်ထိကျွန်တော်တို့သိပြီလဲဘယ်လိုပဲသိသိတော့အကြောင်းမဟုတ်ပါဘူးနော်အကြောင်းမဟုတ်ဘူးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်အသက်တာဥပမာလေးတစ်ခုပြောပြမယ်အရင်တော့တကယ်ဖြစ်ပြထောင်ကြတဲ့sorry တေရန်ကြနေတဲ့အကျဉ်းသားတယောက်ပေါ့အကျဉ်းသားတယောက်ပြောင်းလဲတဲ့အကြောင်းဆရာလေးပြောဘူးလေအဲ့ဒီအကျဉ်းသားဘယ်လိုပြောင်းလဲသွားတယ်လဲဆိုတော့တေရန်ကြနေတဲ့အကျဉ်းသားဆိုတော့တိတဲ့အတိုင်းတေရန်ကြတယ်ဆိုတာချက်ချင်းတော့မတတ်ပါဘူးเนาะအနည်းဆုံး2နှစ်3နှစ်ထောင်ထဲမှာထားတယ်သူကျမ်းမာရေးကောင်းတဲ့အချိန်မှာသူတတ်တာဒါထောင်ရဲ့ဥပဒေပေါ့เนาะဆိုတော့အဲ့တေရန်ကြနေတဲ့အချင်းသားတယောက်ကပြောင်းလဲသွားတယ်ဘာနဲ့ပြောင်းလဲတယ်လဲဆိုတော့သူကထောင်ထဲမှာအင်တာတရင်နဲ့စာရွက်အတူလေးတွေ့တယ်တဲ့အဲ့စာရွက်အတူလေးမှာဘာလဲတွေ့ဘာလဲပဲရှိလဲဆိုတော့ယေရှုဆိုတဲ့အဲ့စကားလုံးလေးတွေ့အဲ့စကားလုံးလေးတွေ့တဲ့အခါအဲ့ယေရှုဆိုတဲ့စကားလုံးလေးကိုလေကြည့်မလားထောင်ထဲမှာအားလုံးတည်တိုင်းပဲနော်ဘာမှမရှိတော့စီတမြတ်စားတယ်ကုန်ဖတ်တာပဲနော်ကျွန်တော်တို့ငငယ်တုန်းကလည်းပဲဟိုတောတွေတောင်တွေထဲမှာသွားပဲဆိုစာအုပ်တွေအကုန်လုံးစာရွက်ကစာအကုန်လုံးဟိုချီကုန်းနဲ့စာရွက်ကစာအကုန်လိုက်ဖတ်တာဦးနော်အိမ်သာတဲ့လေနော်အပြင်းပြေလေနော်ဆိုတော့ယေရှုဆိုတဲ့ဒါလေးတွေ့တဲ့ခါပါလေအဲ့ဒီအချင်းသားကတေတံကြနေတဲ့အချင်းသားအဲ့ဒီစကလုံးလေးတွေ့တဲ့ခါမှာယေရှုဆိုတာဖတ်ကြည့်တာပေါ့နော်ဘာမှလည်းမသိဘူးယေရှုဆိုတာလူနာမည်လားဟိုအရာဝတ္ထုလားအကြောင်းအရာလားဘာမှလည်းမသိဘူးဒါပေမဲ့ယေရှုဆိုတာဖတ်လိုက်တာနဲ့တပြိုင်တည်းသူ့နှလုံးသားထဲမှာထူးခြားမှုခံစားတယ်စိတ်ထဲမှာဘာလို့ခံစားလဲငြိမ်သက်ခြင်းလို့ပျော်ရွှင်ခြင်းလို့တမှုထူးခြားတာခံစားတော့ဟာဒါကဘာလဲယေရှုနောက်တစ်ခါပါစိတ်ချမ်းသာတယ်ယေရှုဝမ်းသာအဲ့ဒါလေးနဲ့ဘာဖြစ်လဲပေါ်ပါထွက်ပြီးပြန်လာတော့ယေရှုဆိုခါတိုင်းနဲ့မတူဟာယေရှုဆိုရီတော့လာပါတော့စိတ်ချမ်းသာတဲ့ခါမှာလူတွေကသူ့ကိုကြည့်မှဒီကောင်ကတော့တေတံကြတဲ့ကောင်ဆိုတော့မကြခင်တေတော့မှဆိုတော့နည်းနည်းဥနောက်ချောင်သွားပြီပေါ့ကြောက်တော့ပေါက်လို့ဆိုပါအဲ့နဲ့လူတွေအော်ဟောတယ်လေဟာမေးဘာကြောင့်ဘာပဲမဟုတ်ဘူးယေရှုဆိုတော့အဲ့တော့နဲ့ပြောရင်နဲ့အဲ့ဒီလိုပို့ပြောမှဝမ်းသာပြီးမှသူ့ပုံစံကလေလူတွေထင်တာတော့ယူသွားပြီးပေါက်သွားပြီးထင်တာအဲ့နဲ့ဒီကောင်စိုးရင်တော့ဟာဒီကောင်တော့မဖြစ်တော့ဘူးပေါက်သွားပြီဆိုတော့ထောင်ဥပဒေမှာရှိရလေအယူတွေကိုလေတတ်လို့မရအောင်အယူဆိုရင်ထောင်ကနေဆွဲကြတယ်အဲ့နဲ့ထောင်ဆရာဝန်ကခေါ်ပြီးမှမင်းကိုစစ်တယ်ဒီကောင်မင်းပါလေယေရှုယေရှုဟုတ်တယ်ဒီကောင်ယူပြီးဘာလို့လဲထောင်ထဲလွတ်စေဆိုတာဟာဘဝနာတော့အဲ့ဒီကငါ့ကိုယေရှုကလွတ်တယ်ဆိုတာနောက်ဆုံးကြအဲ့ယေရှုဘာလို့လဲဆိုလိုက်ဆုံစမ်းတော့သူ့ကိုချစ်တဲ့ကဲတင်တဲ့ယေရှုဖြစ်တယ်ဆရာပြောချင်တဲ့ကအဲ့ဒီယေရှုဆိုတဲ့သူသိတဲ့နာမည်လေးကသူ့အတွက်ဘာဖြစ်သွားတယ်လဲလွတ်မြောက်ခြင်းဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကတော့ဒီတက်ပို့တာရအောင်ယေရှုလောက်နဲ့မသိနဲ့ဒီပြီးမဲရဲ့သားဗာတိမဲကဒါဝိရဲ့သားတော်ယေရှုလို့သူသိတာဟာလေလုယာဆိုတော့ဒါတော့ပြောမယ်ဆိုတော့ဓမ္မဟောင်းပေါ့ကျမ်းစာပေါ့အခက်တော်ကျမ်းစာဆိုလို့ရှင်ဒီဓမ္မတိကျမ်းမှာမပေါ်သေးတာဓမ္မဟောင်းကျမ်းပေါ့ဒါကြောင့်ယေရှုကတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဆိုတော့ကောင်းနားလေတယ်ဟာလေလုယာတာမန်ပုဂ္ဂိုလ်မဟုတ်တာမန်ပုဂ္ဂိုလ်မဟုတ်နာဇရက်မြတ်ရှိမှယောသနဲ့မာရတာပြီးတာမန်မဟုတ်ဘူးဒီလူကဖျားတခင်ဆေလွတ်တော်ပြီးမှဖျားတခင်ကဒါဝိရဲ့ဒါဝိဆီကနေအညွန့်ပေါက်လာပြီးမှဒီနိုင်ငံကြီးကိုအုပ်စိုးမဲ့ပုဂ္ဂိုလ်တော်မြတ်ကြီးဖြစ်တဲ့ဆိုသူကောင်းနားလေတဲ့ခါမှာဒါဝိရဲ့သားတော်အကျွန်ုပ်ကိုကယ်ပါတယ်ဟာလေလုယာယနေ့အရေးကြီးတယ်နော်ကျွန်တော်အော်နေတဲ့အရာကကျွန်တော်ကယ်နိုင်တယ်လားမကယ်နိုင်ဘူးလား
ကျွန်တော်အကူအညီတောင်းနေတဲ့လူကကျွန်တော်ကိုကယ်ပါဆရာရဲ့အမေရိကသွားဖို့ရန်ကယ်ပါလို့ဆရာကိုပြောရမလားပေးရမလဲဆရာလည်းခင်ဗျားတို့လိုပဲလေနော်ဒါမဲ့ဒါဝိရဲ့တားတော့အကျွန်တော်ကိုကယ်ပါလို့ပြောတဲ့ခါမှာဒါဝိရဲ့တားတော့ဟာကျွန်တော်ရဲ့ပြဿနာကိုကယ်တင်ပေးနိုင်တဲ့အရှင်ဆိုသူကောင်းကောင်းတဘောပေါက်တယ်ဟာလေလုယာဟာလေလုယာဒါဝိရဲ့တားတော့အကျွန်တော်ကိုရွှေပေးပါငွေပေးပါကျွန်တော်ရဲ့စာဝတ်နေရေးပြင်ဆင်ပေးပါလို့သူမတောင်းဘူးနော်သူတဘောပေါက်တယ်ကျွန်တော်ရဲ့မျက်စိကျွန်တော်ရဲ့ကမ်းနေတဲ့မျက်စိကိုပြန်မြင်စေပေးနိုင်တဲ့အရှင်ဖြစ်တယ်ဆိုသူကောင်းကောင်းတဘောပေါက်တယ်ဟာလေလုယာဟာလေလုယာယနေ့ကျွန်တော်ဆုတောင်းတဲ့အခါမှာလည်းတော့အာယုံပြုပါဖျားသခင်အာယုံပြုပါအဲ့ဒီဖျားသခင်ကဘလို့ဖျားသခင်လဲခမည်းကိုချစ်ပြီးမှကူညီခြင်းနဲ့မဆာခြင်းနဲ့ဖိမခြင်းနဲ့ခမည်းနှလုံးသားထဲမှာအာယုံပြုမှအသွေးခေါ်ထဲမှာချစ်ချင်းဝင်လိုက်ပါဟာလေလုယာကျွန်တော်တို့ခေါ်နေတဲ့ဖျားကဘလို့ဖျားလဲနားလဲဒါဝိရဲ့တားတော့အကျွန်ုပ်ကိုကယ်မပေးပါဆိုမှဘာလို့တလဲကြွေးကြော်တယ်တဲ့ဆရာပြောပြီးပြီသူလမ်းလျှောက်နိုင်လားကျွန်တော်လျှောက်တော့လျှောက်နိုင်တယ်ဒါပေမဲ့မျက်စိကန်းတော့သူလွတ်လွတ်လပ်မလျှောက်နိုင်ဘူးသူဘာလုပ်နိုင်တယ်လဲအော်နိုင်တယ်သူဘာလုပ်နိုင်တယ်လဲရှားနိုင်တယ်သူဘာလုပ်နိုင်တယ်လဲပါစနဲ့အော်နိုင်တယ်ဒါကြောင့်ကျွန်တော်ဘာလုပ်နိုင်တယ်လဲရေးကြည့်တယ်နော်ဟေးကျွန်တော်လေကူညီပြီးမှလေယေရှုစီမှာပို့ပေးပါသူမပြောဘူးနော်သူဘာလုပ်နိုင်တယ်လဲသူလုပ်နိုင်တာပါလဲအော်နိုင်တယ်ဟာလေလုယာဟာလေလုယာချစ်တော်ညီကိုတို့တခါတလေလူများကိုကျွန်တော်ဘာလုပ်နိုင်တယ်လဲဘာလုပ်နိုင်တယ်လဲအိုးဖျားတကီကျွန်တော်ကိုလေyou said na do bu yang de grab ka kha pi ba ya ma pi ba wu kham ba lou nai le chha law shi de chit chin ne ya twa lai le hallelujah ဟုတ်တယ်လေယထာရှိရလေ2ချက်3ချက် grab မလိုပါဘူးတော့ပေါ့လားကျွန်တော် grab ခါမရှိလို့ပြောချင်တယ်မှာကျွန်တော်လုံနိုင်တဲ့အရာပေါ်မှာအခြေပြုပြီးမှကျွန်တော်ဖျားသခင်စီပါသွားရမယ်ဟာလေလုယာဟာလေလုယာကျွန်တော်လေကပ်ကားလည်းမရှိနိုင်ဘူးကျွန်တော်လေသွားရင်တော့လေယထာဘူတာလည်းဘေးဝေးရမှန်းလည်းမကြည့်အော်ပရာစီနဲ့တွေ့ရင်လည်းဘယ်လိုဖြစ်မလဲမကြည့်အဲ့ဒါနေနဲ့စဉ်းစားပြီးမှကျွန်တော်နေတော့ဘာမှမဖြစ်ဘူးတချို့ခုတည်းယထာမရှိတတ်သေးဘူးပြောချင်တယ်ပါလေဒါကြောင့်သူလုံနိုင်တာပါလေအော်နိုင်တယ်ဒါဝိရဲ့သားတော်ယေရှုဆိုမှသူအော်နိုင်တယ်သူမမြင်နိုင်ပေမဲ့သူယေရှုကဘယ်နာမှရှိမှမသိဘူးဘယ်နေရာမှာရောက်နေမှလည်းမသိဘူးလူအတန်ကြလူရဲ့နော်ခြေတန်နေပြောတန်နေကစူးညံနေမှာပဲတို့တော်လည်းပဲသူလုံနိုင်တာဒါဝိရဲ့သားတော်ယေရှုအကျွန်ုပ်ကိုကယ်ပါလို့ပြောတဲ့ခါမှာယေရှုချစ်ချင်းကယ်တယ်လားမကယ်ပါဘူးဖတ်ကြည့်ပါအဲ့ဒီလူအုပ်ကြီးတွေကယေရှုရဲ့နောက်လိုက်တယ်လဲပါမယ်လူကြီးဟဲ့ကောင်မင်းမအော်နဲ့သူမောင်းထုတ်တယ်ချစ်တော်ညီကိုယနေ့ဖျားသခင်စီကိုလေကျွန်တော်အော်ဟစ်တဲ့ခါမှာကျွန်တော်နောက်ဆက်တွေရှိပါတယ်ပဝင်းကျင်ဘေးကအနိကဆုံးလူတွေကနောက်ဆက်တတ်တယ်နော်အဝေးကလူမဟုတ်ဘူးယေရှုနာမလာလို့မနောက်ဆက်တယ်ဟဲ့ကောင်မအော်နဲ့ရှုပ်တယ်မင်းမလာနဲ့ဒီနာမမလာနဲ့ယနေ့ဒီနူကဘာဖြစ်လဲအဲ့ဒီလူရဲ့ဘေးရဲ့အတန်ကိုချားတော်လဲပဲစိတ်တက်မကြပဲနဲ့ဖတ်ကြည့်ပါကြီးစွာသောအတန်နဲ့ပို့ပြီးမှခြေလောင်သောအတန်နဲ့ထပ်၍အော်တယ်တဲ့ဒါဝိရဲ့သားတော်ယေရှုအကျွန်ုပ်ကိုကယ်မပါတယ်ဟာလေလုယာကျွန်တော်အခက်ခဲတွေပြဿနာတွေကြုံလာတဲ့ခါမှာလက်မမြောက်ပါနဲ့အရှုံးမပေးပါနဲ့ဒီအရာတွေကနေပို့ပြီးမှကျွန်တော်ခိုင်ခန့်ပါစေပို့ယုံကြည်ခြင်းနဲ့ခိုင်ခန့်ပြီးမြဲမြံပြီးမှဟေးဖျားကြောင့်မသွားနဲ့ဆိုလူက2 နာရီသွားတာအခု1 နာရီသွားရမယ်ဟာလေလုယာတာ
တာ၍ကြီးစွာသောအတန်နဲ့အော်တယ်တဲ့လူတွေကဟဲ့ကောင်မော်နဲ့ဟေးမော်နဲ့ဒီမှာအရေးကြီးပုဂ္ဂိုလ်လာတယ်ယေရှုဒါမဲ့ဘာဖြစ်တယ်လဲတာ၍ကြီးစွာသောအတန်နဲ့ဒါဝိရဲ့သားတော်ယေရှုကျွန်တော်ကိုကယ်ပါတဲ့ဟာလေလုယာဒါကြောင့်ယနေ့ကျွန်တော်တက်တာမှာလဲပါလဲအင်္ဂလိပ်လိုပြောဆို persistence ဇွဲအဆက်မပြတ်လုပ်ရတဲ့အရာရှိတယ်တခါတည်းဆုတောင်းတာနဲ့စိတ်တက်ကြပြီမရပါဘူးနော်ရလားမရပါဘူးနော်ခုဝန်ကြောက်အိမ်ထောင်ကြတယ်ဇနီးချောလေးနဲ့တခါတည်းပြောလို့သူလက်ခံတာမဟုတ်တော့သူဘယ်နှခါပြောခဲ့လဲတော့မသိဘူးဒါရင်လားဒီနေရာတော့အလိုတော့မဟုတ်သေးဘူးသူကစိတ်တက်ကြလွယ်တယ်လေမလုပ်တော့နဲ့မပြောတော့နဲ့မဟုတ်တော့နဲ့ချင်းချင်းငြိမ်သွားတယ်သူဘာလို့ချင်တယ်လဲသူအထဲမှာရှိတဲ့စာနာပြင်းပြတဲ့အရာကဘေးနာတားဆီးတဲ့အရာတွေကဘေးနာကအရာတွေကသူ့ကိုမတားဆီးနိုင်ဘူးအဲ့ဒါတွေကိုကြော်လွှားနိုင်တယ်ဟာလေလုယာအင်္ဂလိပ်စကားပုံမှာရှိလေစာနာရှိရင်နီလန်းရှိတယ်တဲ့တချို့လေငါဖျားကြောင့်ယူစန်တာမတွားတတ်ဘူးဆိုမတွားတတ်တာမဟုတ်ဘူးသူစာနာမရှိတာစာနာရှိနီလန်းရှိတယ်ဟာလေလုယာဟာလေလုယာရှိပါတယ်နော်ဘယ်သူမှပထမဆုံးကြိမ်ဘယ်သူမှမတွားတတ်ဘူးဒါပေမဲ့ကိုယ်ကစာနာရှိတဲ့ခါမှာနီလန်းရှိပါတယ်နီလန်းရှိတယ်နော်ကျွန်တော်ဘလို့တကယ်ပြောတာပါအမေရိကပဲဖြစ်ဘေးနိုင်ငံပဲကဘာပေါ်မှာစာနာပြင်းပြနီလန်းအများကြီးရှိတယ်ကျွန်တော်တို့ကဒီခုမှဒါ UN နဲ့ပဲတွားတတ်တာကျွန်တော်တို့အမျိုးတွေဆိုဟိုးလွန်ခဲ့တဲ့ပေါင်း80 90ကလေးအမေရိကမှာနေတာအများကြီးပဲသူတို့ဘလို့တွားခဲ့ကြလဲဆရာလည်းမသိဘူးဒါပေမဲ့သူတို့စာနာပြင်းပြတဲ့ခါမှာနီလန်းနေနဲ့အမျိုးမျိုးတော့တွားခဲ့တာပဲလေဟိုစာတော်ပြီးမှဟိုစာတင်လို့တွားတဲ့လူတွေရှိတယ်လို့ကျွန်တော်တို့လိုစာမတော်ပဲနဲ့အားတဲ့လူလည်းရောက်ပါတယ်နော်တထေပတ်စံရှိလို့တွားတဲ့လူရှိတယ်လို့ပတ်စံမရှိဘဲနဲ့တွားတဲ့လူလည်းအများကြီးရောက်ပါတယ်နော်တဘောပြောပြတာတခါတည်းပတ်စံရှိမှစာတော်မှဆိုမှအဲ့လိုလည်းမဟုတ်ပါဘူးနော်ယူရကရှိမှမဟုတ်ပါဘူးယူရကမရှိဘဲနဲ့လည်းရောက်တဲ့လူအများကြီးပါနော်တခါတည်းစဉ်းစားနော်ဟိုပြောပြတာဒီမှာလဲသူ့ရဲ့ဆန္ဒပြင်းပြတဲ့အခါဘေးကအနောက်ရှက်တွေပြမအော်နဲ့ဟဲ့ကောင်တိတ်နေဆိုဒါဝိရဲ့သားတော်ယေရှုလို့ပြောတဲ့အခါမှာအဲ့ဒီချိန်ကျယေရှုကဘာဖြစ်လဲသဘောပေါက်သွားပြီဟာလေလုယာတခါတလေဖျားဒီကေကလေကျွန်တော်ဆုတောင်းတာချစ်ချင်းဘာလို့ဖြေမပြေးတာလဲဆိုဆရာပြောပြမယ်ဖျားဒီကေမလုံနိုင်တာမဟုတ်လုံနိုင်တယ်ဖျားကဘာလဲကျွန်တော်ရဲ့စန္ဒကိုကြည့်တယ်ကျွန်တော်ရဲ့ပြင်းပြတဲ့နှလုံးသားကျွန်တော်တို့ဘက်ကဘာဖြစ်တယ်လဲတကယ်လို့ချင်တယ်လားဆိုတိချစ်တဲ့ဖျားဖြစ်တယ်ဟာလေလုယာအကြောင်းပြောတယ်လေရှင်လုကာ16မှာယေရှုကပြောတယ်လေဘာပြောလဲမို့ဆိုမတယောက်သူ့ရဲ့ပြဿနာအတွက်တရားသူစီမှာတွားတဲ့ခါမှာနောက်ဆုံးတွားတဲ့ခါတရားသူကြီးကဒီမို့ဆိုမရဲ့ပြဿနာမဖြေရှင်းပေးတော့ငါဒုက္ခရောက်မယ်ဆိုဖြေရှင်းပေးတယ်တဲ့အဲ့ဒီတိုင်းပဲဖျားသခင်စီမှာဆုတောင်းတဲ့ခါမှာဇွဲနဲ့ဆုတောင်းပါလို့ပြောတာတခါတည်းနဲ့မဟုတ်ဘူးတခါပဲဆုတောင်းပါလို့ပြောတာမဟုတ်ဘူးနော်ဟာငါယုံကြည်ခြင်းမရှိလို့လည်းမပြောဘူးနော်တခါတလေကျဇွဲဆိုပါလေအဆက်မပြတ်လို့ရတယ်အဆက်မပြတ်လို့ရတယ်ဟာလေလုယာဒီမှာလည်းအဆက်မပြတ်အောင်တဲ့ခါယေရှုကကြားတဲ့ခါကျတော့ဘာဖြစ်လဲသူ့ကိုခေါ်လာခဲ့တဲ့ဟာလေလုယာဟာလေလုယာယေရှုကသူ့စီကိုမတွားဘဲနဲ့သူ့ကိုခေါ်လာခဲ့တဲ့ဖခင်ရဲ့နိယာမအများကြီးပေါ့တခါတလေဖခင်ကိုယ်တိုင်ကတွားတယ်ဒါပေမဲ့သူ့ကိုခေါ်လာခဲ့အဲ့နဲ့လူတွေကတွားပြီးတော့ဗာလဲဟေးမင်းကိုယေရှုကခေါ်နေပြီတဲ့ဘလောက်ဝမ်းတာလိမ့်မယ်လေဟာလေလုယာဟာလေလုယာဟေးမင်းကလေဒီနေ့ချဲပေါက်တယ်ဆိုတော့တာဝမ်းတာမှာပဲဘောနော်အဲ့ဒါထပ်ပူဝမ်းတာတယ်အဲ့ဒီလူတွေမင်းကိုယေရှုကခေါ်တယ်တဲ့မင်းရဲ့အတ္တမင်းပြောတဲ့အတ္တမင်းအကူကြီးတောင်းတဲ့တာဝိရဲ့သားတော်ယေရှုလို့ပြောတယ်တခါတလေနာဇရက်မြို့သားယေရှုယောရှုနဲ့ယောသန်နဲ့မာရိယသားယေရှုပြောလို့တော့ရပါမယ်ဒါပေမဲ့ထာဝရရဲ့သားတော်ယေရှုကအဲ့ဒီတောင်ကြားတဲ့အခါမင်းရဲ့ဟိုယေရှုကခေါ်တယ်သူ့ရဲ့
ယေရှုပေါ်မှာ तू ဘလောက်တိတယ်လဲအရေးကြီးတယ်နော်အခုဆရာပြောချင်တာဒီနေ့ကျွန်တော်တို့အားလုံးကရေပူရဖြစ်ပြောဆိုခရိယန်တွေပဲယုံကြည်သူတွေပါပဲမိဘကနေစပြီးမှဒါမဲ့ကျွန်တော်တို့ဒီလောက်အချိန်တွေထိလောကမှာအားလုံးကဆက်ကြော်တက်တွေနဲ့အသက်20ပတ်ဝန်းကျင်30ပတ်ဝန်းကျင်တွေပဲဒီလောက်အသက်ရှိတဲ့အခါမှာယေရှုကိုကျွန်တော်ဘလောက်သိတယ်လဲမယုံကြည်သေးတဲ့လူကလေမင်းတို့ကွာလဝါကားလိုက်ပေါ်မှာအစိမ့်တည်တယ်မင်းတို့ဖျားလာအဲ့လောက်နဲ့တော့ကျွန်တော်တို့မရဘူးနော်အဲ့လောက်နဲ့တော့မရဘူးနော်ယနေ့ကျွန်တော်တို့ကဒီလောက်အစ်စ်မဟုတ်တော့ဘူးကဲအဲ့ခါမှာမင်းကိုယေရှုကခေါ်ရဲဆိုတော့ဘလောက်ဝမ်းသာမလဲဘလောက်ဝမ်းသာမလဲနော်ဒီအရာကကျွန်တော်တို့တကယ်ပဲတကယ်နော်သူ့မှာအခွင့်အလန်းပေါ်လာတော့ခါမှာအဲ့ဒီအခွင့်အလန်းကိုကောင်းမွန်စွာတုံးတက်တဲ့ခါမှာယေရှုခေါ်လာတဲ့ခါမှာချစ်ချင်းယေရှုကမပြောက်ပါဘူးနော်သူမျက်စိပါမင်းဘာအလိုရှိတယ်လဲတဲ့ဘာလိုရှိတယ်လဲတဲ့ယေရှုကမေးတဲ့ခုနဆရာပြောပြီးပြီသူဘာလိုရှိတယ်လဲသူတောင်းစားပဲတောင်းစားနေရပဲရွှေလားငွေလားပါလဲသူအဲ့ဒါမပြောဘူးကျွန်ုပ်မျက်စိမြင်ချင်ပါတယ်တဲ့ဟာလေလုယာသူ့ရဲ့လိုအပ်ချက်သူလိုချင်တဲ့အရာကိုကောင်းကောင်းသိပြီးမှခိုင်မာစုပ်ကိုင်ထားတယ်ဟာလေလုယာကိုရောကျွန်တော်လေချမ်းသာစေပါလေကြွယ်ဝစေပါလေပြောလို့ရတာပဲလေဒါပေမဲ့ယေရှုကမင်းဘာအလိုရှိတယ်လဲယေရှုကမေးတယ်ယေရှုမသိလို့မေးတာလားမဟုတ်ပါဘူးယေရှုသိပါတယ်ဖခင်သခင်သိပါတယ်နော်ကျွန်တော်တို့မပြောခင်ကလေးအတောင်မှဖခင်သခင်ကသိတယ်တဲ့ဒါကြောင့်ပြောစရာမလိုတော့ဘူးလို့အဲ့လိုမယဉ်နဲ့နော်အဲ့လိုမတတ်မှတ်နဲ့နော်အဲ့လိုမယူဆနဲ့နော်တခါတလေနော်တချို့လူတွေကဆူတောင်းစရာမလိုဘူးတဲ့ဆူမတောင်းခင်ကလေးဖခင်သိတယ်တဲ့အဲ့ဒီလူကပါလဲပြေးလို့ဖခင်သိပါတယ်ဒါပေမဲ့ဖခင်ကဘာဖြစ်ချင်လဲကျွန်တော်တို့နှုတ်ပါစက်ကနေဖွင့်ပြောစေချင်တယ်ဟာလေလုယာမထားပါငါမင်းကိုယေရှုတင်လိုက်တာမပြောလဲမင်းသိတယ်မဟုတ်လားမဟုတ်ဘူးယေရှုတင်ပါတယ်ပါစက်ကနေပြောပါဟာလေလုယာဟာလေလုယာတချို့ကလေပါစက်ကမပြောချင်ဘူးနော်သူကငါ့ကိုအများကြီးကူညာတင်ငယ်ချင်းနော်အဲ့လောက်ပဲပြောမဟုတ်ဘူးပါစက်ကနေပြောရတယ်ဖခင်ကလည်းလေကျွန်တော်နှုတ်ကနေဖွင့်ဟပြီးမှဝင်ခံစေခြင်းနဲ့ဟာလေလုယာဟာလေလုယာဖခင်တကယ်ကျွန်တော်စိတ်နှလုံးအကြံစီအားလုံးကိုသိတော်မူသောဖခင်ဖြစ်တော်လဲပဲအဲ့ဒီစိတ်နှလုံးအကြံစီရှိတာအားလုံးကိုကာယကံရှင်ကိုယ်တိုင်ကနှုတ်ပါစက်ကနေဖွင့်ဟပြီးမှဝင်ခံစေခြင်းနဲ့ဟာလေလုယာမင်းပါလို့ရှိလဲကျွန်တော်မျက်စိပြန်မြင်ခြင်းပါတယ်တိကြတော့ဖြစ်သူမှာကောင်းမွန်သူ့ရဲ့စိတ်ဆန္ဒဆုံးဖြတ်ချက်ရှိတယ်ဟာလေလုယာပြောပါအဲ့ခါမှာယေရှုကဘာပြောလဲမြင်စေမြင်မီလို့မပြောဘူးဘာပြောလဲတင်းရဲ့ယုံကြည်ခြင်းအားဖြင့်မြင်မီတဲ့ဟာလေလုယာယေရှုကလေအနာရောဂါပေးပြောက်တဲ့ခါမှာလေရှိတယ်နော်မိခင်ရဲ့ယုံကြည်ခြင်းတမှုရဲ့ယုံကြည်ခြင်းတချို့လူတွေလက်ကိုတင်ပြီးမှဆုတောင်းပေးတဲ့အရာအဖြစ်ကျမ်းမာခြင်းတွေရတယ်လို့ဒီနေရာမှာတော့ယေရှုကပြောလဲတင့်ရဲ့ယုံကြည်ခြင်းအဖြစ်တင့်မျက်စိမြင်စေတဲ့ဟာလေလုယာယနေ့ကျွန်တော်တက်တာမှာကျွန်တော်ယုံကြည်ခြင်းလိုအပ်တယ်ဘု து ယုံကြည်ခြင်းလဲသူများယုံကြည်ခြင်းမဟုတ်ဘူးပါစတာရဲ့ယုံကြည်ခြင်းမဟုတ်ဘူးမိဘရဲ့ယုံကြည်ခြင်းမဟုတ်ကာယကံရှင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအဲ့ဒါပါလေခရိယာန်ရင်းကျက်တဲ့အတက်တာယေရှုအနာရောဂါပြပြောက်တဲ့အများရှိတယ်ဥပမာတဘောတည်းပစိုက်သားရေကန်နာမှာခြေလက်တည်တဲ့လူပြပြောက်တယ်လေမင်းဘာဖြစ်ချင်လဲကျွန်တော်ကိုလေငါရေကန်ထဲမှာကောင်းကင်သမားလှုပ်ရှားတဲ့ခါမှာကျွန်တော်ကိုမပြီးထမ်းတဲ့လူမရှိဘူးတဲ့သူပြောတာလေဟေးမင်းကငါမင်းပြောတာမှားတယ်ငါမချမ်းသာစေတော့ဘူးလို့မပြောဘူးလေထားရွေလှမ်းလို့တဲ့ဘာလို့လဲတီလူကသူ့ရဲ့အသက်တာမှာယေရှုလည်းမကြဘူးလေသူဘာမှသူ့ရဲ့ဘဝမှာဘာမှမရှိဘူးလေအဲ့ကြောင့်သူပြည့်ပြောတဲ့ဟာတခြားစီတော့ဒါပေမဲ့ဒီလူကြတော့တိမဲရဲ့သားဗာတိမဲကြတော့ပြောလိုက်တယ်လေဒါဝိရဲ့သားတော့
သူပြောတဲ့ပုံစံနဲ့အားလုံးကြည့်တဲ့အခါမှာယနေ့ဆရာပြောချင်ကျွန်တော်တို့နဲ့တူတယ်ကျွန်တော်ခရစ်ယာန်တွေပဲသူယဉ်ဤကျွမ်းဝင်ပြီးသားဒါကြောင့်ကျွန်တော်တို့ယဉ်ဤကျွမ်းဝင်ဒါကျွန်တော်ရဲ့အတ္တတာမှာတဆင့်တရအောင်ကိုယ်ပိုင်ယုံကြည်ခြင်းကိုယ်ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ယေရှုစီကိုတွားရအောင်ဟာလေလုယာဟာလေလုယာလိုအပ်ပါတယ်တခါတလေတငယ်ချင်းတွေလိုအပ်ပါတယ်တခါတလေဆရာသမားတွေရဲ့ဆုတောင်းခြင်းလိုအပ်ပါတယ်ဘေးကပတ်မိုးမှုလည်းလိုအပ်တယ်ဒါပေမဲ့ဒီနေရာမှာတော့ကာယကံရှင်ကိုယ်ပိုင်ယေရှုကပြောလဲငါပေးပြောက်ပြီလို့မပြောဘဲနဲ့တင်ရဲ့ယုံကြည်ခြင်းအဖြစ်တင်မျက်စိမြင်ပြီတဲ့ဟာလေလုယာဟာလေလုယာဒါကြောင့်ရေးကြည့်တယ်ကျွန်တော်စက္ကရယေရှုဆိုတာကျွန်တော်သိတယ်အနာရောဂါကျမ်းမာချေပြဿနာဖြစ်ရှင်းပေးတဲ့အခုသမီးကထောင်ထဲကနေလွတ်မြောက်စေတယ်2 နှစ်ရှိပြီမလေးရှားမှာကွက်ခပေးတယ်စသဖြင့်ပေါ့ဆိုတော့အဲ့ဒီယေရှုစီကိုကျွန်တော်ပြန်ပြီးမှယုံကြည်ခြင်းနဲ့အော်ရအောင်ဟာလေလုယာဟာလေလုယာဖျားရဲ့သားတော်ဒါဝိရဲ့သားတော်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းမှကျွန်တော်တို့ကိုချစ်ပြီးမှကျွန်တော်ကိုကူညီပြီးမှကျွန်တော်မဆာပြီးမှကျွန်တော်ဂတိပေးနေတဲ့ဖျားရှင်ကျွန်တော်ကိုကယ်မပါအော်ပါပြောပါဟာလေလုယာဟာလေလုယာပြောပါဘယ်သူကိုပြောပါလဲတတ်နိုင်တဲ့အရှင်ကိုပြောပါဟာလေလုယာကျွန်တော်ကလေပြဿနာတွေကိုလေတစ်ခါတလေကြာဖျားကိုမပြောဘဲနဲ့ဘယ်သူကိုပြောလဲဘေးနာကတငယ်ချင်းတွေပဲပြောတဲ့အခါညှိဝေးစရာကောင်းတယ်နော်တစ်ခါတလေလေခင်ဗျားတို့ရဲ့ပြဿနာတွေအားလုံးကိုလေရှင်းပြနေနားထောင်ရတာမလွယ်ဘူးနော်ယေရှုကိုပြောရအောင်ဟာလေလုယာဘာလဲအဲ့ဒီယေရှုကတတ်နိုင်တဲ့ဖျားဖြစ်တယ်တစ်ခါပြောလို့မရသေးပြောပါဆက်ပြောပါကျွန်တော်ဘေးကလူတွေကလည်းအမျိုးမျိုးတော့အဟံသားတွေဖြစ်နေအဲ့ဒီအရာတွေကိုမချိဘဲနဲ့တာ၍ကြီးတော့အတန်နဲ့ပြောပါယေရှုကသူ့ကိုခေါ်လာခဲ့ပါအလုတ်လုတ်လာတယ်ခေါ်လာတဲ့အခါဘာလို့ရှိတယ်လဲကျွန်တော်သိကြတဲ့အရာကျွန်တော်မှရှိရင်ပြောပါကျွန်တော်မျက်စိမြင်ခြင်းနဲ့ဟာလေလုယာဒီနေ့ကျွန်တော်ရဲ့အသက်တာမှာပွဲတော်လည်းရှိတယ်ပွဲတော်မပါခင်မှာယနေ့ဒီတိမဲရဲ့သားဗာတိမဲလေးရဲ့အသက်တာအဖြစ်ကျွန်တော်ဒီနေ့အသက်တာမှာ step တစ်ခုပြီးတစ်ခုသွားရအောင်နော်အဲ့တော့မှမရှိတဲ့အရာကိုမချိပါနဲ့ခင်ဗျားတို့မှာအားနည်းချက်ကိုမချိပါနဲ့ခင်ဗျားဘာရှိတယ်ဘာတိမဲရဲ့သားဗာတိမဲဒီမျက်စိကန်းနာကိုပဲအားနည်းချက်ကိုချိပြီးမှမနေဘူးအော်တယ်သူဘာလုပ်နိုင်တယ်အော်တယ်ခင်ဗျားဘာလုပ်နိုင်တယ်လဲကျွန်တော်ဘာလုပ်နိုင်တယ်လဲဆရာလည်းအဲ့လိုပါပဲဆရာပြည့်စုံလို့မဟုတ်ဘူးမပြည့်စုံတော့လဲကျွန်တော်ဘာလုပ်နိုင်တယ်လဲကျွန်တော်လုပ်နိုင်တာကျွန်တော်လုပ်ရမယ်လေနော်ဟာလေလုယာအဲ့ဒီလုံနိုင်တဲ့အရာနဲ့ဖျားတခင်စီကိုတွားဖျားကယနေ့ခမရဲ့ပြဿနာတွေဖြေရှင်းပေးနေတာဖြစ်ပါတယ်အလုံးမတရရအောင်